language educator Facebook page နဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီခေါက်ပြပြပေးမယ့်အကြောင်းအရာကကျတော့ကျွန်တော်ရဲ့ပြိုင်ဖက် page တွေဒါမှမဟုတ်ကျွန်တော်နှစ်သက်တဲ့ page တွေပေါ့နော်ကျွန်တော်ကို page တွေမှာဘယ်လိုမျိုးစောင့်ကြည့်မလဲပေါ့ဟိုမှာကျွန်တော်ရဲ့ပြိုင်ဖက် page တွေကဒီ battery မှာ post တွေတင်တဲ့အခါကျရင်သူတို့ရဲ့ post ကဘယ်လောက်ထိ engagement ရတယ်ဘယ်လောက်ထိ reach ရောက်တယ်ဘယ်လောက်ထိ like တွေရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါမျိုးကျွန်တော်စောင့်ကြည့်လို့ရတယ်ပေါ့နော် page ထဲမှာအဲ့လိုမျိုးစောင့်ကြည့်လို့ရကျွန်တော်ဘယ်လိုမျိုးလုပ်မလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ်ကျောင်းအောင်ပြပြတဲ့ကိမှာကျွန်တော်ဒီ channel ကိုအခုမှစကြည့်ကြလို့ဆိုရင်ကျွန်တော်ဒီ channel က လောဆယ် Facebook marketing နဲ့ပတ်သက်တဲ့ video တွေတင်ပေးနေတဲ့အတွက် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါနော်ဒီအနည်းအောင်စားရလို့ချက်လောက်နှိပ်ပေးတာပြီးတော့ဒီဘီနာအကောင့်လောက်ပေါ်တိုလေးမှာ all ဆိုတာလေးချက်လောက်ယူပေးတာနော်ဒါကိုယူပေးတာချင်းအားဖြင့်ကျွန်တော် video တွေတင်တိုင်း notification အကောင့်လောက်လေးမှာပေါ်တိုလေးလာကြနေလိမ့်မယ်ပေါ့နော် notification လေးလာပေါ်နေလိမ့်မယ်ပေါ့နော် okay ပြီးတော့ကျွန်တော် video နှစ်သက်တဲ့ဆိုအောက်မှာ comment တွေ like တွေဝင်ပေးလို့ရတယ်နော်ကျွန်တော် video မှာဒီ Facebook video မှာ like တွေပြီးတော့ဒီမှာ comment box ရှိရနော် comment box မှာ comment တွေဝင်ပေးလို့ရတယ်နော်ပြီးတော့ကျွန်တော် video အားလုံးကျွန်တော်ဒီနားလေးမှာလည်း notification ဘာလေးနဲ့ကျွန်တော်တင်ပေးတာနော်တခုကြည့်နေရင်နောက် video တွေထပ်ပြီးတော့ကြည့်လို့ရအောင်လည်းကျွန်တော်ဒီမှာ notification လေးချက်အဆက်မပြတ်တက်နေလိမ့်မယ်နော်ကျန်တဲ့လည်းကျွန်တော် video လေးတွေ YouTube video လေး share ပေးပါအောင်နော် comment တွေလည်းဝင်ပြီးတော့ပေးနိုင်ပါတယ် okay အားဆိုရင်ကျွန်တော်ပြောမယ့်အကြောင်းအရာလေးစလိုက်မယ်နော်ကျွန်တော်ဒီ page နဲ့ပဲလုပ်ပြမယ်နော် digital marketing marketing ဆို page လုပ်ပြပေးမယ်။ဒီလိုကျွန်တော် page မှာ page setting ကိုရှာလိုက်ပါတော့။ဒါကကျွန်တော်က local desktop site ကversion အသစ်ပြောင်းနေတဲ့အတွက်ကြောင့်မို့ဒီမှာ insight ကပါပြီးသားဖြစ်နေပုံမှန်ဆိုရင်ပါလာကျွန်တော်ပြောတတ်အောင်ပေါ့နော်။ဒီမှာ insight ဆိုတဲ့ဟာတစ်လောက်ရှာပေးနော် page setting ထဲမှာ insight ဆိုတဲ့ဟာတစ်လောက်ရှာပေးပြီးတော့တွင် insight တဲ့ချက်လောက်ဝင်ပြီနော်။ page insight တော့ကျွန်တော်တစ်ခေါက်ပြောပြပြီးသွားရင်ကျွန်တော် page မှာကျွန်တော် post တွေနေတာ view ဘယ်လောက်ရောက်တယ်ဒီ body မှာ post တွေ page ကိုဝင်ကြည့်တဲ့ view ဘယ်လောက်ရှိတယ်page like ဘယ်လောက်တက်လာတယ် post view ဘယ်လောက်ရောက်တယ် story view ဘယ်လောက်ရောက်တယ်အဲ့ဒါမျိုးတွေကျွန်တော်ကြည့်ရတာနော်ဒီမှာတော့ကျွန်တော်အဲ့ဒါတွေအသေးစိတ်မရှင်းပြတော့ဘူးနော်ကျွန်တော်အဓိကသွားခြင်းတဲ့အပန်းပဲကျွန်တော်သွားမယ်နော်ကျွန်တော်ဒီဟာတွေ့ပြီဆိုရင် insight ထဲကိုဝင်လိုက်ပြီဆိုတော့အဟောဆိုဆွဲချလိုက်ပေါ့နော်အဲ့ဒီမှာ app page ဆိုတာလေးရှိလိမ့်မယ် app page ကိုတစ်ချက်လောက် click နေပြီနော်အဲ့ဒီမှာကျွန်တော်တို့မှာ private page တွေရှိတယ်ဆို private page နာမည်ကိုရေးပြီးတော့ရှာပြီးဒါမှမဟုတ်ကိုစနေတက်ရတဲ့အားကြတဲ့ page တွေရှိတယ်ဆိုရင်အဲ့ page ကိုနာမည်ရေးပြီးရှာပြီးပေါ့နော်ကျွန်တော် page ကိုလောဆယ်အရင်ချက်ကြည့်လိုက်မယ် okay ဒါပဲကျွန်တော်လောဆယ်ထည့်ကြည့်လိုက်မယ်နော် watch page အနေနဲ့တစ်ချက် web page ဆိုတာလေးချက်လောက်ကလေးနှိပ်ပြီးွားရင်ကျွန်တော်ဒါလေးပြင်နှိပ်လိုက် okay ကြည့် video ချက်လောက်လုပ်ကြည့်လိုက်နော်okay လောက်ထိ data ဖြစ်နော်ဟောဆိုတော့ချက်လောက်ချလိုက်အဲ့ဒီမှာကျွန်တော်ရဲ့ page နဲ့သူ့ page နဲ့ရှင်းပြီးတော့ပေါ်နေလိမ့်မယ်နော်ပေါ်နေတော့ချက်လောက်ဆွဲကြည့်လိုက်ရင်သူအမ auto ဒီမှာ total page like ဆိုတာလေးပေါ်တယ်အမ 2200k ရှိရကျွန်တော်ရဲ့ဟိုစားကြတော့ကျွန်တော်ရွေးထားတဲ့ဟာ 2.2k ရှိရ from last week မှာသူကရာခိုင်နှုန်းဘယ်လောက်တက်လာလဲဆိုတာ percentage နဲ့ပြပေးတယ်ပြီးသွားရင်ဒီ developer မှာ post ဘယ်နှခုတင်ထားလဲဆိုတာပြတယ်ပြီးသွားရင် engagement သူရဲ့ engagement ဒီ developer မှာဘယ်လောက်ရှိလဲဆိုတာကျွန်တော်ပြပေးတယ်ပေါ့နော်ပြီးသွားရင်ဒီဟာကိုတစ်ချက်လောက်ကလေးနှိပ်လိုက်ရင်တင်ထားတဲ့ developer က post ကိုသူကဖော်ပြပေးတယ်အမှ like ဘယ်လောက်ရှိရဲ view ဘယ်လောက်ရတယ်ဆိုတာကိုအသေးစိတ်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုထားကြည့်အားဖြင့်ကျွန်တော်ပြိုင်ဖက် page ကိုနှစ်သက်ရတဲ့ page ဆိုလဲသူတင်နေတာဘယ်လိုမျိုးရှိတယ်သူရဲ့အရေးသားဘယ်လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်ကူးချအတူယူလို့ရတယ်ပေါ့နော်အတူယူလို့ရတယ်ပြီးသွားရင်သူ engagement တွေကောင်း reach တွေကောင်းဘယ်လိုရေးတယ်ဆိုတာမျိုးကျွန်တော် like ပြီးတော့အတူယူလို့ရတာပေါ့နော်ပြီးတော့သူ developer မှာ post တွေကိုဘယ်လိုမျိုးတင်ထားတယ်ဘယ်တစ်ပတ်မှာ post ဘယ်နှခုလောက်တင်နေပြီးသွားရင်သူ reach တွေကဘယ်လိုကောင်းလဲဆိုတာမျိုးကိုကျွန်တော် like ပြီးတော့အတူယူလို့ရတယ်ကိုယ့်ရဲ့ private page ဆိုလဲ private page ပေါ့နော်ကိုယ့်ရဲ့ private page ကဘာရင်တင်နေတယ်ဘာ activity တွေလုပ်နေတယ်သူ reach တွေကောင်းဘယ်လိုမျိုးactivity တွေလုပ်လဲပေါ့နော်ဒါတွေကျွန်တော် like ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်ထားကြည့်မယ်ဆိုရင်နားနေတော့ကျွန်တော်ရွေးကြည့်မယ် digital marketing digital sign ကျွန်တော်ဒီဟာလေးချက်တော့လုပ်ကြည့်တယ်ပေါ့ဒီမှာ digital web magazine ဆိုတော့ကျွန်တော်နှိပ်ကြည့်မယ်နော် watch page အနေနဲ့ထားကြည့်အတစ်ဖြစ်မဖြစ်တော့မသိဘူးအတစ်သိမဖြစ်ဦးထင်နော်ဒီကောင်ဒါမဲ့ရွေးကြည့်လိုက်မယ်နော်ကျွန်တော်တခြားတော့မသိဘူးနော်ဒါ total page like က903လောက်ရှိရယ်လောဆယ်သူက minus ရာခိုင်နှုန်းပြန်ဆင်းသွားတယ်ပေါ့နော် post တွေတိမတင်ပြလို့ဖြစ်လိမ့်မယ် post တွေဆိုရင်ဒီမှာ0ပြအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီမှာအများဆုံးအဖြစ်9ခုထိလာမှဒီကျွန်တော် page ကို add page အနေနဲ့လုပ်လို့ရတယ်ပေါ့နော်
ကိုအားကြတဲ့ page တွေကို marketing နဲ့လုံးပတ်သက်ပြီးလုပ်နေဆို marketing နဲ့ပတ်သက်တဲ့ post တွေ page တွေကိုအကောင်းဆုံး page တွေကို channel တက်တဲ့ page တွေကိုဒီမှာ app page အနေနဲ့ထားတာပေါ့နော်သူဘာတွေတင်နေတယ်ဒီဘက်မှာဘာတွေရေးပြီးတင်နေဘာ activity တွေရှိရကျွန်တော်အဲ့ဒါတွေ like ပြီးအတူယူလို့ရတယ်ပြီးတော့ကိုပြပဲ page တွေကိုလည်း like ဒီမှာ app page အနေနဲ့ထားလို့ရတယ်ထားတာပြီးတော့သူ customer တွေဘယ်လိုမျိုးဆွဲဆောင်နေတယ်ပါတယ်ကျွန်တော်တခါလေးကြည့်လို့ရတယ်ပြီးတော့ကျွန်တော်ကဟို digital marketing ဆိုတဲ့အတွက် post တွေကလည်းတင်ရတယ်အဲ့တော့ကျွန်တော် content marketing နဲ့ပတ်သက်တဲ့ copywriting တို့ content marketing တို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ page တွေကိုလည်းလိုက်လုပ်ထားတင်တယ်ပေါ့နော်ဒီမှာ app page အနေနဲ့ထားတင်တယ်သူတို့တွေဘာတွေတင်နေတယ်အရေးသားဘယ်လိုမျိုးရှိတယ်ဆိုတာမျိုးကျွန်တော်လိုက်လေ့လာလို့ရတယ်ပေါ့နော်โอเคကျွန်တော်ဒီနေ့ပြပေးခဲ့အကြောင်းအရာပြပေးခဲ့တဲ့အကြောင်းအရာကျွန်တော်တို့ပြပဲ page တွေကျွန်တော်အားထားတဲ့ page တွေကိုကျွန်တော်ဘယ်လိုစောင့်ကြည့်မလဲပေါ့နော်ကျွန်တော် page တွေနဲ့ဒီကကျွန်တော်ထားပြီးတော့တစ်ခေါက်ထားပြီးတော့ကျွန်တော်ကြက်တဲ့ချိန်ဝင်ကြည့်လို့ရတယ်ပေါ့နော်ဟိုဒီနေ့မကြည့်ပြဘူးနောက်နေ့မှဝင်ကြည့်တယ်ဆိုလဲသူကဒီဘက်တွင်းမှာသူဘာ post တွေတင်နေဟို reach ဘယ်လောက်ရတယ် engagement ဘယ်လောက်ရတယ် like တွေဘယ်လောက်တွေတိုးနေပြီဆိုအမျိုးသူကဒီမှာပြပေးရပေါ့နော် percentage အနေနဲ့လည်းသူကပြပေးရပေါ့နော်အဲ့အတွက်တကယ်လို့ကိုလှုပ်ချင်တယ်ဆိုရင်လှုပ်ထားဖို့ဒီနေ့ကတကယ်လို့မကြိုက်တော့ဆိုကျွန်တော်ဒီမှာအမားပြန်နေလို့ရနော်โอเคအဲ့ဆိုကျွန်တော်ဒီနေ့ပြပါမယ့်အကြောင်းအရာဒီလောက်ပါပဲနော်နောက်နေ့မှလည်းကျွန်တော် Facebook marketing နဲ့ပတ်သက်တဲ့ video တွေထပ်ပြီးတော့တင်ပြပါဦးမယ်ဟုတ်ကဲ့ဒါဆိုဒီလောက်ဆိုကျေးဇူးပါပဲခင်ဗျ